လက်နဲ့ကန်ချက်တာနော်လက်နဲ့ကန်ချက်တာပြီးတော့ကျွန်တော်တို့ကဘယ်လိုအချိန်ကြီးမှပြောလို့ပါဝါဆုပ်လုံးဝမရှိတဲ့အချိန်မှာဆက်တာနော်ပါဝါဆုပ်ဆိုပါဝါဆုပ်မရှိဘူးစိုက်တဲ့ကိုကျွန်တော်တို့ကမီးအောင်လာအောင်အဲ့အချိန်မှာကျွန်တော် connection ဝင်နေရမှာဒီဟာကြီးတုံးလိုက်ပါနော်တချို့ကနားလည်လို့လည်းရတယ်ဆိုတော့ဒီမီးမှန်လို့ရှိရင်ကျိုးဆက်တယ်ဆိုလို့ရှိရင်ပြရမလားမီးရှိမှဆက်တယ်လို့ပဲထင်ကြကျွန်တော်တို့ကမီးမရှိတဲ့အချိန်ဒါဆက်မှာမီးရှိတဲ့အချိန်လက်နဲ့မကန်ဘူးလေဒါမီးမရှိတဲ့အချိန်ပါဝါဆုပ်မလို့ခိုင်းနေမှာဒီဟာလေးမျိုးကန်ဆက်တာနော်အဲ့တော့ဝမီးတွေဝမီးတွေကဒီလိုမျိုးလေးပဲနေပါမယ်နော်ဒါလက်နဲ့လိန်နေလဲရတယ်တချို့ဒီပါဆိုတော့ပလေယာနဲ့လိန်နေလဲရတယ်ဒီလိုလိန်နေလို့ရတယ်ဒါဆိုမီးရှိတဲ့အချိန်မှာပလေယာလေးနဲ့ဒီလိုကန်လို့ရတယ်ဒါမီးရှိချိန်မှာလို့ဒါပေမဲ့ကျွန်တော်တို့ဒီကျိုးဆက်နေမှာမီးအဲ့လို live fire နေထားပါတိတ်မဆက်ဘူးပေါ့နော်ဒါပေမဲ့ဟိုပါဦးဆက်ပြီးလို့ရှိရင်ဒီမှာကျိုးစားတွေတော့ပွာထွက်နေတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကဖျက်ချလိုက်တယ်ဖျက်ချပြီးသွားရင်နောက်တစ်ခါပြန်ပြီးတော့ကျွန်တော်ချစ်တယ်နော်ဒါဆိုတော့ဒါဝမီးနေတယ်နော်အင်္ဂလိပ်လိုဆိုတော့ pit day union လို့ခေါ်တာနော် pit day လို့ဝမီးပေါ့သူကဘယ်လိုညာရင်းမှာသုံးလဲဆိုရင်ကျွန်တော်ကျိုးနှချောင်းကိုပေါင်းထားတယ်ဆိုတော့ information ကိုပေးတာပေါ့နော်ကျိုးတစ်ချောင်းကိုဆက်တယ်ဆိုတာဒီလိုအဖျောက်ဆက်တဲ့ပုံမျိုးရှိတယ်အဖျောက်ဒါမျိုးဆိုရင်ကျွန်တော်တို့ကအဖျောက်ဆက်တာပေါ့နော်ဒါဆိုဒီကျိုးကတစ်ချောင်းလေးလို့ယူဆလို့ရတယ်ဒီလိုမျိုးကျတော့ဘယ်လိုလဲဆိုတော့ဒါနှစ်ခုကိုဒီလိုမျိုးပေါင်းတာဒီကျိုးနှစ်ခုပေါင်းထားတယ်လို့ဟိုအဓိပ္ပာယ်သွားပြီးတော့သတ်မှတ်ပြရတယ်သူက